ကဘာပေါ်မှာအန်ဒီရဲ့အရှိဆုံးလို့တတ်မှတ်ခံထားရတဲ့ press ရဲ့အကြောင်းသင်သိပြီးလားဗျာမသိသေးရင်တော့ဒီမှာကြည့်လိုက်ပါအောင်ဒီ press ရဲ့အကြိုက်တစ်ချက်ဟာအာဖရိကစင်ဒီကိုလောင်တေးစေနိုင်စွမ်းရှိပါတယ်ကဲအစစ်သုံးကတော့ bulldog and press ဖြစ်ပါတယ်ဒီ press ဒီကို Australia မှာတွေ့ရပြီးကဘာပေါ်မှာအရန်လို့ဆုံးတဲ့အကျန်းဆုံး press တို့ရိုးစားထဲမှာပါဝင်ပါတယ်သူတို့မှာကက်ကြီးနဲ့တူတဲ့ခတ်ဆန်းဆန်းမေးရောတွေရှိကြပါတယ် press တကောင်အနေနဲ့နှစ်လက်မှနီးပါးအထိကြီးမားတဲ့အရွယ်အစားရှိပြီးအနံခံအာယုံဆူးရှယ်တဲ့အပြင်အမြင်အာယုံလည်းအရန်ကောင်းတာမို့တားကောင်ကိုအဆုံးထိလိုက်လံအမဲလိုက်နိုင်ပါတယ်။ကြိုက်လိုက်ပြီးဆိုတာနဲ့ပြင်းထန်တဲ့နာကျင်မှုကိုခစ်စေပြီးကြိုက်ခံရတဲ့နေရာတစ်ခုလုံးကိုထုံကျင်သွားစေနိုင်တဲ့အစိတ်တွေကိုထုတ်လွှတ်လိုက်တာဖြစ်ပါတယ်။အစစ်နှစ်မှာတော့ trap jaw and ဖြစ်ပါတယ်။ဒါဟာကမ္ဘာပေါ်မှာထူးဆန်းပြီးအမြင့်ဆုံး press တွေထက်ကကကောင်ဖြစ်ပြီး American ပြည်ထောင်စုတောင်ပိုင်းမှာမကြာခဏတွေ့ရတတ်ပါတယ်။တောပိုက်တင်းအားနဲ့အမြန်နှုန်းဟာ3.1 စက္ကန့်တို့အတွင်းမေးရောကိုကြက်ခနဲပိတ်ဖြစ်နိုင်လောက်အောင်မြန်တာမို့သူ့ကိုယ်သူလေတဲ့အထိတောင်မြောက်တက်သွားစေနိုင်ပါတယ်။တားကောင်ကိုခဏလေးအတွင်းချေမို့ပစ်နိုင်ပြီးအကယ်၍တင့်ကိုကြိုက်လိုက်ရင်တူနဲ့အပြင်းထန်ထုရိုက်ခံရတယ်လို့နာကျင်မှုကိုခံစားရမှာပါအစစ်တစ်မှာတော့ကမ္ဘာအန်ဒီရဲ့အရှိဆုံး press ရတည်နေပါတယ်တာမန်အကြိုက်တစ်ချက်တည်းနဲ့တင်အာဖရိကအစင်3ကောင်ကိုမြေပြင်ပေါ်လေးသွားစေနိုင်ပါတယ်ဒီ press ဟာသိပ္ပံပညာရှင်တွေတောင်အပြည့်အစုံစုံစမ်းစစ်ဆေးလို့မပြီးသေးတဲ့ကမ္ဘာအပြင်းထန်ဆုံးအစိတ်တွေကတစ်ခုကိုပိုက်ဆိုင်ထားတာပါသူကြိုက်လိုက်ပြီဆိုတာနဲ့အစစ်အမှန်ညှင်းပန်းနိုင်ဆက်ခံရတယ်လို့ပြင်းထန်လာတဲ့နာကျင်မှုကိုပြေးဆွမ်းတဲ့အစိတ်တွေကိုထိုးသွင်းလိုက်တာမို့တေမင်းနဲ့ရင်ဆိုင်ရတာနဲ့အတူတူပါပဲဒီလိုလုံနိုင်စွမ်းရှိတာဟာ bullet and ကောင်ပဲရှိပါတယ်ကဲတကယ်ကြီးလို့ဒီ press တွေကိုမှတ်ထားအောင်နော်တွေ့တာနဲ့တခါတည်းအတန်းပေးလိုက်ပါနော်ကျွန်တော် channel လေးကနေဘဟုတုတရခဲ့ရင်ဝမ်းသာပါတယ်ဗျာအားပေးမှုတွေကြီးစုပါဗျာကံကောင်းကြပါစေဗျာ